အားလုံးပဲမင်္ဂလာပါ Upload မြန်မာ YouTube Channel ကနေအားလုံးကိုကြိုဆိုပါရစေ။ဒီဗီဒီယိုမှာ AI နဲ့ဒီလိုဓာတ်ပုံတွေကိုဘယ်လိုဖန်တီးရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ဘယ်လိုဖန်တီးရမလဲဆိုတာမပြောခင်နည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ YouTube Channel လေးကို Subscribe လုပ်ပေးထားကြပါဦး။အရင်ဆုံးမိတ်ဆွေတို့ရဲ့ဖုန်းထဲမှာ Gemini ဆိုတဲ့ software ရှိဖို့လိုပါတယ်။မရှိဘူးဆိုရင် Play Store ကိုသွားပြီး download လိုက်ပါဒီနေရာမှာ Gemini ဖြစ်ဖြစ် Copilot ဖြစ်ဖြစ် ChatGPT ဖြစ်ဖြစ်အသုံးပြုလို့ရပါတယ်။ down ပြီးသွားရင်တော့ Gemini တဲကိုဝင်ပြီး Dragon Embed ဝန်လို့ရေးလိုက်ပါဒါဆိုရင်ဒီလိုပုံတွေထွက်လာပါပြီအကယ်လေ background ရှီတီကုံပကိုးတာလို့အနောက်ကနေဆက်ရင်လိုက်ရင်ဒီလိုပုံတွေထက်ထွက်လာပါလိမ့်မယ်။ဒါဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံကိုဖန်တီးလို့ပြီးပါပြီအကယ်လေမိတ်ဆွေကနောက်ထပ်သေးစိတ်အချက်တွေကိုထည့်ချင်ရင်လည်းအနောက်ကနေဆက်ရေးလို့ရပါတယ်နောက်ပြီး Gemini ကပြန်မလို့ပါအသုံးပြုလို့ရတာဖြစ်လို့သုံးရတာလည်းအဆင်ပြေပါတယ်ဒါဆိုဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်